ဒီငက်ဒီကပြန်လွားလို့ခေါ်တယ် swallow ပေါ့သူတို့ကဥပြီးတော့ဒီလောက်အကောင်ကြီးလာဖို့အတွက်ကတလလောက်ပဲကြာတယ်ခဏပဲတလနည်းနည်းပဲကြော်တယ်ပေါ့6ပတ်လောက်ပဲကြာတယ်ကြည့်ဒီမှာတိုက်လာဆောက်တယ်လာဆောက်ပြီးတော့ဥတယ်ဥပြီးတော့ ਨੇ ဝုတ်ပြီးတော့ ਨੇ ၄ကောင်ဟုတ်တယ်တစ်ကောင်ကပြုတ်ကျသေးသွားတယ်အခုတပတ်လောက်တော့ရှိနေပြီသူတို့ပြန်သွားပြီးတော့သွားလိုက်လာလိုက်ဒီမှာနေတိုင်းဒီမှာလာထိုင်တယ်ဒီမှာတထောက်နာပြီးသူတို့ငက်တိုက်သေးကိုပြန်ဝင်နေပေါ့ဒီမှာကြည့်မှာကြည့်အခုဟိုမှာပြန်သွားပြီမကြဘူးပြန်လွားငက်လို့ခေါ်တယ်နလအတွင်းမှာဥလေငက်တိုက်လေလို့တယ်ဥတယ်တခါတည်းဒီလောက်အကောင်ပြန်သွားနိုင်တဲ့အထိသူတို့သွားလိုက်လာလိုက်ပြောနေကြတယ်ပေါ့နော်ဒီငက်ကကြည့်မတွေ့တယ်နော်3ကောင်စလုံးမှာ3ကောင်ပဲကြံနေတကောင်ပြုတ်ကျသေးသွားတယ်ဆိုတော့